အဲ့တော့ Kubernetes ရဲ့ဒီ architecture အကြောင်းကိုကျွန်တော်တို့လေ့လာကြည့်အောင် Docker မှာတော့ကျွန်တော်တို့ဒီ container တစ်လုံးကျွန်တော်တို့ create လုပ်လိုက်ပြီဆိုလို့ရှိရင် container တစ်လုံးကအဲ့ server မှာပဲ run သွားတယ်ကျွန်တော် container ကိုလှမ်းပြီးအပြန်နေခေါ်ကြည့်တယ် access ရသွားတယ်အရင်ရိုးရှင်းတယ်ပေါ့ Kubernetes ကကြတော့အဲ့လောက်ထိတော့မရိုးရှင်းတော့ဘူး Kubernetes ဒီ container တွေကို orchestration လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ container တွေဘယ်လို create လုပ်ရမလဲဘယ်လို access လုပ်ရမလဲဆိုတာထက်ရှိပြီးသားရှိတဲ့ container တွေကိုဒီ create လုပ်ပြီးသွားဆိုတာ ਨੇ ဘယ်လိုမျိုးတို့ orchestration လုပ်ကြမလဲဘယ်လိုမျိုးဒီကောင် skill ပဲဖြစ်အောင်လုပ်ကြမလဲဘယ်လိုမျိုးသွားကြမလဲဘယ်လိုမျိုးပို့ပြီးကောင်းအောင်လုပ်ကြမလဲစသည်ဖြင့်ပေါ့နော်ဒီဟာမျိုးတွေကိုအတွက်ကိုပါကျွန်တော်တို့စဉ်းစားဖို့လိုလာတယ်ဒါကြောင့်မလို့ Kubernetes ဒီ Docker လောက်တော့ရိုးရှင်းမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီ Kubernetes ကိုလေ့လာဖို့အတွက်မဖြစ်မနေသိရမှာဒီ Kubernetes ရဲ့ architecture ရဲ့သူ့ရဲ့ component ကိုသိတဲ့တယ် Kubernetes ဒီ architecture ရဲ့သူကဘယ်လိုသွားလဲဆိုလို့ရှိရင် master နဲ့ node နဲ့ဆိုပြီးသွားတယ်ဒါအောင်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒီသင်္ဘော3စီကိုကြည့်လိုက်အလဲကဒီသင်္ဘောကြီးဒီပါလဲဆိုလို့ရှိရင်သူက leadership ပေါ့ဥဆောင်ဒီခေါင်းဆောင်သင်္ဘောကြီးကျန်တဲ့နှစ်ခုဒီ cargo သင်္ဘောပေါ့ဗျာသူ့ပေါ်မှာကျွန်တော် container တွေတင်ပြီးသွားတယ်ဘာကြောင့်မလို့ဒီ leadership ကိုထည့်ရလဲဆိုလို့ရှိရင်ဒီ leadership ရဲ့တာဝန်ဒီသူကကုန်းတွေကိုတင်ဖို့မဟုတ်ဘူးသူကဘာလုပ်မှလဲဆိုလို့ရှိရင်သူကစိတ်ကန်းနဲ့ဆက်သွဲတဲ့ကိစ္စမျိုးတွေဒီနောက်မှရှိတဲ့ဒီ cargo သင်္ဘော2စီးကိုသူကဒီရေချောင်းလမ်းပြတဲ့ကိစ္စမျိုးတွေရေချောင်းအနေနဲ့ကင်းရှင်းဖို့ဆောင်ရတဲ့ကိစ္စမျိုးဒါတွေအကုန်လုံးဒီ leadership ကလုပ်ပေးမှာဒီလိုမျိုးလုပ်ပေးခြင်းကဘာဖြစ်သွားလဲဆိုတော့ဒီနောက်က2စီးဒီသူတို့ဘာသူတို့ကုန်းတွေကိုသူတို့တင်ထားတဲ့ကုန်းတွေကိုသူတို့ဒီအာယုံစိုက်အောင်ပဲဒီ leadership ကလည်းသူ့ရဲ့သူလုံးဆရာရှိတဲ့ဒီတာဝန်ကိုယူပြီးတော့သူကဒီ decision making တွေဒီရေချောင်းလမ်းပြတဲ့ကိစ္စတွေစိတ်ကန်းနဲ့ဆက်သွယ်တာတွေဒါတွေလုပ်ရုံပဲနော်အဲ့တော့ Kubernetes ရဲ့ architecture ဒီအဲ့လိုမျိုးပဲ master နဲ့ work node ဆိုပြီးတော့သွားတယ်အဲ့တော့ master နဲ့ node တယ်ဒီ master ဆိုတာဒီ control plane လို့လည်းခေါ်တယ်ပေါ့ဒီ control plane node ကြီးဒီဘာလဲဆိုလို့ရှိရင်သူက server တစ်ခုပဲ maybe physical server လည်းဖြစ်ကောင်း physical server ပေါ့ဒါမှမဟုတ်လည်း VM ပေါ့ဒီမှာရှိတဲ့ node 1 node 2ဆိုတာဒီ server တစ်ခုစီပဲအဲ့တော့ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဒီပုံကိုကြည့်ချင်းရမယ်ကျွန်တော်မြင်ရမှာဒီ control plane ဆိုတာဒီ server တစ်ခုဒီ node 1ဒီ server တစ်ခု node 2ဒီ server တစ်ခု total server 3လုံးရှိတယ်အဲ့တော့အခုကျွန်တော်ပြောချင်တာဒီ control plane ဒီမှာရှိတယ်ဒီ control plane ဆိုတဲ့ server ကြီးကိုပြောချင်တာ control plane ဆိုတာဘာလုပ်တာလဲဆိုတော့ control plane ဆိုတာဒီခုနောက်ကကျွန်တော်ပြောတဲ့ cargo ship ထဲက leadership လို့အလုပ်လုပ်တာပဲ decision making တွေလုပ်မယ် container တစ်ခု create လုပ်လိုက်ပြီဆိုလို့ရှိရင် container ဒီဘယ် node ပေါ်မှာသွားပြီးတော့ဘယ် server ပေါ့နော်တနည်းအားဖြင့်ဘယ် server မှာသွားပြီးတော့ create လုပ်မှာလဲဘယ် worker ဘယ် node စီမှာသွားပြီးတော့ deploy လုပ်မှာလဲဒါတွေကိုစပြီးတော့ဒါတွေကို decision လုပ်တဲ့ကိစ္စမျိုးတွေဒီ control plane ကလုပ်တယ်နောက်ပြီးတော့ HA ကိစ္စမျိုးတွေပေါ့နော်ဒါတွေဒီ control plane ကနေမှလုပ်တယ်ဒါတွေဆိုတာဒီထက်အများကြီးပိုသေးတယ်နော်သူရဲ့အလုပ်လုပ်ပုံတွေဒီအများကြီးသူရဲ့အလုပ်လုပ်နိုင်စွမ်းတွေအများကြီးရှိတယ် control plane ကအဲ့တော့ဘာကြောင့်မလို့ကျွန်တော်ခုနကလိုမျိုး control plane ဒီ container တွေကိုဘယ် node ပေါ်မှာသွားပြီး deploy လုပ်တင်တာလဲဘယ် worker မှာ deploy လုပ်တင်တာလဲစသည်ဖြင့် decision တွေလုပ်ပေးတယ်လို့ဘာကြောင့်ပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ Kubernetes စပြီးလေ့လာတဲ့လူတွေအတွက်အရေးကြီးပြီးတော့မှတ်ရမယ့်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘယ်တော့ခါမှ container တွေဒီ control plane ပေါ်မှာမ run ဘူး container တွေ control plane ကိုကျွန်တော်တို့ container တွေ create လုပ်ချင်တယ်ဆိုလို့ရှိရင်ဘယ်ဟာလုပ်ရလဲဆိုရင်ဟုတ်တယ် control plane မှာ control plane server တွေကိုဝင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ command တွေ run ပြီးတော့ create လုပ်ရတယ်ဒါပေမဲ့အဲ့ကျွန်တော်တို့ create လုပ်တဲ့ container ဒီဘယ်တော့ခါမှ control plane ပေါ်မှာပြန်ပြီးမ run ဘူးဘယ်မှာ run လဲဆိုရင်အောက်မှာရှိရဲခုနောက်က node တွေပေါ်မှာ run တယ်ကျွန်တော်တို့ create လုပ်ရင်ဒီ control plane ကနေမှ create လုပ်ရမယ် command တွေရိုက်ရင်ဒါပေမဲ့တကယ် run တဲ့ container တွေဒီ node 1ဒါမှမဟုတ် node 2ဒီ node တွေပေါ်မှာ run တယ်အဲ့တော့ control plane ဒီပြန်တွေးကြည့်လိုက်မယ်ဆို control plane ဒီ management ကိုအာရုံစိုက်အောင်မယ် orchestration ကိုအာရုံစိုက်အောင်မယ်တကယ် container တွေရဲ့ workload တွေကိုထားထားတာဒီ node 1နဲ့ node 2ဒီအောက်က worker node တွေကနေမှထမ်းလာတာအဲ့ဒီပေါ်ဒီမှာပဲသူ create လုပ်လိုက်မယ်အဲ့နှလုံးနဲ့တစ်လုံးပေါ့သုံးလုံးရှိနေသုံးလုံးနဲ့တစ်လုံးပေါ့ဗျာနော်အဲ့တော့ master node ကျွန်တော်တို့ရဲ့ဒီ control plane component မှာဆို control plane မှာဆိုဘာတွေပါလဲပေါ့သူ့ရဲ့ထဲမှာအရေးကြီးတဲ့ component တွေဘာတွေရှိလဲနံပါတ်1ကတော့
Cube API server ဆိုတာရှိတယ် Cube API server ဆိုတာဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ request တွေ validate လုပ်တဲ့ကိစ္စမျိုးတွေစသည်ဖြင့်သူကအများကြီးလုပ်တယ်သူတို့မှာလည်းအများကြီးရှိတယ်เนาะအဓိက data တွေ validate လုပ်တယ်ပြောလို့ရှိရင်ဒီအဲ့ဒီမှာ port တွေ service တွေ replication တွေ controller တွေเนาะစသည်ဖြင့်သူအများကြီးရှိတယ်အဲ့တော့အဲ့ဒါမဲ့ဆိုပါဆိုကျွန်တော်တို့က port တစ်ခု create လုပ်လိုက်ပြီအဲ့ create လုပ်လိုက်တဲ့ port ဒီသူက create တစ်ခု port တစ်ခု create လုပ်ပြီးတော့ねဒီ EDCG စာကို cluster ထဲမှာသွားပြီး information သွား update လုပ်တဲ့ကိစ္စမျိုးတွေ port create လုပ်ပြီးသွားဆိုတော့ね port create လုပ်ပြီးကြောင်းကို user စီပြန်တဲ့ကိစ္စမျိုးတွေစသည်ဖြင့် Cube API server ကတာဝန်ယူတယ်ဒီနေရာမှာကျွန်တော်ပြောတဲ့နေရာမှာ port တွေ replica set တွေ service တွေအဲ့ဒီအကြောင်းတွေကိုမသိဘူးဘာတွေပြောနေလဲမသိဘူးဆိုလို့ရှိရင်ကိစ္စမရှိဘူး right ဒီတိုင်းလေးပဲကျွန်တော်က notes မှတ်ထားစေချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်နောက်ပိုင်းဆက်သွားမယ့် video တွေမှာအဲ့ဒီဟာတွေဒီကျွန်တော်ရှင်းပြစရာမလိုတော့ဘဲနဲ့သူကလည်းသူသိသွားလိမ့်မယ်တချို့ဟာတွေကတော့ကျွန်တော်ရှင်းပြမှသိလိမ့်မယ်တချို့ဟာတွေဒီကျွန်တော်ရှင်းပြစရာမလိုပဲသူကသူသိသွားလိမ့်မယ် right အဲ့တော့ Cube API server နောက်တစ်ခုကကျွန်တော် ETCD Kubernetes ရဲ့ cluster တွေအခုကျွန်တော်ရှင်းပြမယ့်အကြောင်းအရာတွေသူ့ရဲ့ component တွေဒီအရေးကြီးတယ်ဆိုပေမဲ့ဒီ ETCD ဒီအရေးကြီးဆုံးရဲ့အရေးကြီးဆုံးမှာရှိတယ်။ဘာကြောင့်လဲဆိုတော့ ETCD ဒီ cluster ရဲ့ data တွေကိုတင်ထားတာဒီ ETCD ထဲမှာတင်ထားတာဘယ်လိုတင်လဲဆိုလို့ရှိရင်သူ key value format ပုံစံမျိုးနဲ့တင်တယ်။အဲ့ဒီမှာဆိုရင်ဘာတွေပါလဲဆိုလို့ရှိရင် cluster configuration data တွေပါတယ် post path တွေ deployment တွေပါတယ် config map secret service discovery data တွေပြီးရင် resource quota တွေနဲ့ status info ဒါတွေကိုတင်ထားတယ်အဲ့တော့ ETCD fail လို့ရှိရင်ဘာဖြစ်သွားနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ cluster state တစ်ခုလုံး loss ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ ETCD ဒီအရင်ရေးကြည့်တယ်အဲ့တော့အပြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတကယ် production environment တွေမှာဆိုလို့ရှိရင် ETCD ကိုအမြဲတမ်း backup လုပ်တဲ့ကိစ္စမျိုးတွေ ETCD မှာကျွန်တော်တို့ဒီ ETCD ကိုပဲကျွန်တော်တို့ခွဲထားတဲ့ကိစ္စမျိုးတွေစသည်ဖြင့်ကျွန်တော်တို့လုပ်ကြတယ်အဲ့လိုက Cube scheduler ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်မှဆိုစက်ရုံဝန်ထမ်းတွေမှာဆိုလို့ရှိရင်တက်ဆိုင်တဲ့လူကိုတက်ဆိုင်တဲ့နေ့ပဲမှာပဲတာဝန်ချထားတာဒီမှာဆိုလို့ရှိရင် CP ရဲ့ဝန်ထမ်းဆိုရင်ဒီမှာ CC နေရာမှာပြီးသွားလို့ရှိရင်ဒီဓာတ်ငွေတွေပါကျွမ်းကျင်တဲ့ဝန်ထမ်းဆိုရင်ဓာတ်ငွေနေရာမှာဒီ chemistry chemical နဲ့ပတ်သက်တာဆို chemical နေရာမှာသူအဲ့လိုမျိုးထားသလိုမျိုးပဲကျွန်တော် container တွေ create လုပ်လိုက်ပြီဆိုလို့ရှိရင်လေမှန်ကန်တဲ့ဒီ worker node ပေါ်မှာ deploy လုပ်ဖို့အတွက်ကို Cube scheduler အနေမှာ decision making လုပ်ပေးတယ်assign ချပေးတယ်နော်ဒီ container တစ်လုံး create လုပ်ပြီးခုနကဆိုရင်ကျွန်တော်ခုနက control plane ခုနက architecture ပြန်မြင်ကြည့် master controller node ရှိတယ်အောက်မှာ node 1 node 2ရှိတယ်အဲ့တော့ node 1မှာ container တစ်လုံး create လုပ်ပြီးတော့ဒီ container node 1မှာထားမှာလား node 2မှာထားမှာလားဒီ Cube scheduler အနေမှာ decision လုပ်တယ် Cube controller manager ဒီဘာလုပ်ပေးလဲဆိုတော့ Kubernetes ရဲ့ဒီ process တွေကို control လုပ်ပေးတယ်ပေါ့နော်သူကတော့အဓိကတော့controller manager ကတော့သူရဲ့ logically ရတော့သူက separate process လုပ်တယ်ဒါပေမဲ့ဟို complexity ကို short ချဖို့အတွက်ဆိုလို့ရှိရင်တော့သူကဒီ single binary single process အနေနဲ့ run တယ်အဲ့တော့ cloud controller manager ကကြတော့ကျွန်တော်တို့ဒီ on prime မှာမပါဘူး on prime ကျွန်တော်တို့ on premises မှာကိုယ်ကနေကို server တွေ set up လုပ်ပြီးတော့ Kubernetes သွားထိုင်မယ်ဆိုရင်တော့ cloud ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ laptop တွေမှာ run မယ်ဆိုလို့ရှိရင်တော့ cloud controller manager ကိုမြင်ရမှာမဟုတ်ဘူးအဓိကတော့ဘာအတွက်သုံးလဲဆိုလို့ရှိရင် cloud provider တွေရဲ့ API နဲ့ချိတ်ဆက်ပြီး automation run တဲ့ကိစ္စမျိုးတွေဒီ management လုပ်တဲ့ကိစ္စမျိုးတွေဒါတွေအနေနဲ့သုံးတာ cloud controller manager ဒါကြောင့်မလို့ကျွန်တော်တို့စာစမ်းတဲ့နေရာမှာလည်းမြင်ရမှာမဟုတ်သလိုကျွန်တော်တို့ကိုယ်နဲ့ကို local မှာစက်လုပ်မယ်ဆိုရင်လည်းမြင်ရမှာမဟုတ်ဘူးခုနကကျွန်တော်ပြောသွားသမျှအကြောင်းအရာတွေအားလုံးဒီ Kubernetes ရဲ့ master node ထဲမှာရှိတဲ့ကောင်းတယ်ဒီ master node ကြီးမှာ run နေတယ်ပါဝင်နေတဲ့ component တွေပေါ့အခုကျွန်တော်ပြောမှဒီ worker ပေါ့တနည်းအားဖြင့်ပြောရင် node တွေရဲ့ဒီ node နှစ်ခုရဲ့အထက်မှာပါတဲ့ကောင်းတယ်ဒီနေရာမှာတော့ကြည့်အောင်အဲ့တော့ကျွန်တော်ခုနကပြောခဲ့သလိုပဲ node ဆိုတာဒီတကယ်container တွေအကုန်လုံးဒီ node တွေပေါ်မှာပဲ run မှာ master ပေါ်မှာမ run ဘူးအဲ့တော့ node တွေအကုန်လုံး node တွေဆိုတာဒီတကယ် workload တွေကိုထမ်းထားမှာဒီအဲ့ node တွေကနေထမ်းထားမှာ node ထဲမှာဘာပါလဲဆိုရင်သူ kubelet ဆိုတဲ့ကောင်ပါတယ် kubelet ကကြတော့သူဘာအတွက်သုံးလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ okay နည်းနည်းလေးတော့ short လိုက်မယ်ကျွန်တော်ပြောတဲ့အချိန်ကြတယ်
container တွေက container တွေကို pod တွေအတွင်းထဲမှာ run နိုင်အောင်လုပ်ပေးတယ် container တွေကို pod တွေအတွင်းထဲမှာ run နိုင်အောင်လုပ်ပေးတယ်နားမလည်ဘူးဆိုလို့ရှိရင်ဒီတိုင်းပဲမှတ်ထားလိုက်ပါနောက်လာမယ် pod အကြောင်းလုပ်ပေးတဲ့ tutorial ကြားလို့ရှိရင်နားလည်သွားလိမ့်မယ်အခုတော့ kubelet ဆိုတာဒီ container တွေကို pod အတွင်းမှာ run နိုင်အောင်လုပ်ပေးတယ်လို့ပဲမှတ်ထားလိုက်ပါနော် kubelet မှာဆိုလို့ရှိရင်နောက်ထပ်တစ်ချက်ကဘာတွေဝင်လဲဆိုလို့ရှိရင်သူကဒီ container တွေရဲ့ running status တွေ health check status တွေကိုလည်းသူက manage လုပ်ပေးနိုင်တယ် right နောက်တစ်ခုကတော့ Q browser ကတော့အဓိကတော့ကျွန်တော်တို့ဒီ network policy နဲ့ network rules တွေကို manage လုပ်ပေးနေတဲ့အကောင်ပေါ့နော်နောက်တစ်ခုက container runtime Kubernetes ကို run တော့မယ်ဆိုလို့ရှိရင်ဒါမှမဟုတ် Kubernetes ရဲ့ cluster မှာ container runtime ကိုကျွန်တော်တို့ run ပေးရတယ်အမြင်နဲ့ Kubernetes ဆိုတာဒီတန်းပြီးတော့ data ကြီး installation လုပ်လိုက်လို့မရဘူးသူ့မှာကျွန်တော် run သိချင်တဲ့ underlying container runtime တစ်ခုတော့ရှိရတယ်။ရင်တော့ကတော့ default container runtime ကို Docker သုံးခဲ့ပေမဲ့နောက်ပိုင်းမှာတော့ container D ဟိုပြောင်းပြီးသုံးလာတယ်။နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် runtime မှာလည်းအများကြီးရှိတယ် container D ရှိတယ် CRIO ရှိတယ်အများကြီးရှိပါသေးတယ်။နော်အဲ့တော့ဒီ runtime ကိုလည်းကျွန်တော်တို့ဒီ Kubernetes ရဲ့ဒီ cluster setup လုပ်တဲ့ tutorial ကြားလို့ရှိရင်ကျွန်တော်ပြပေးသွားမယ်ဘယ်လို runtime setup လုပ်ရလဲဆိုတာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Kubernetes ရဲ့ node ကိုသွားကြည့်ပါနော် Kubernetes ရဲ့ node ကိုကြည့်ရင် kubectl node ဆိုတဲ့ command နဲ့ကြည့်ရတယ်ဒီမှာဆိုလို့ရှိရင်ဒီ cluster မှာဆိုရင် control plane တစ်ခုပဲရှိတယ် worker node ကလည်းတစ်ခုပဲရှိတယ်ဘယ်လိုကြည့်လဲဆိုရင်ဒီ row နေရာမှာသွားကြည့်လိုက်လို့ရှိရင် control plane လို့ပြီးရေးထားတယ်ဒါဆိုရင်သိကြတယ်ဒီကောင်ဒီ control plane ဒီနာမည်ကိုသွားကြည့်တာမဟုတ်ဒီနာမည်ဒီကြိုက်တာပေးလို့ရတယ် row ကိုသွားကြည့်တာ row မှာဆိုရင် control plane တစ်ခုပဲရှိတယ် master plane ကsorry ဟို worker plane worker node ကဒီမှာဒါဆိုရင်ကိုတော့ကကျွန်တော်တို့ Kubernetes ထဲမှာ run နေတဲ့ system တွေကိုကျွန်တော်တို့ဒါထုတ်ကြည့်တာပေါ့ run တဲ့ commandဒီ kubectl node -n kubesystem ဆိုတဲ့ command နဲ့ထုတ်ကြည့်တာဒါဆိုရင်ဒီမှာ kube browser kube controller manager kube api server etcd control plane နော် core dns ဒါတွေအများကြီးရှိသေးတယ် right ဒီနေရာမှာသူ့ရဲ့အထက်မှာလှုပ်တဲ့ကောင်တွေ core dns တွေ add-ons တွေ network plugin တွေအများကြီးရှိသေးတယ်သူ့ရဲ့ဒီ component တွေမှာနောက်ပြီး matrix server တွေဒါတွေရှိသေးတယ်ဒါတွေတော့ကျွန်တော် lab လုပ်ရင်းနဲ့မှာကျွန်တော်ရှင်းပြသွားမယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီကောင်တွေက lab လုပ်လို့ရတယ် right alright ဒါဆိုရင်အပြည့်အဝနားလည်မှာတော့မဟုတ်သေးဘူး notes မှတ်ထားသေးခြင်းနဲ့နောက် video တွေကြာလို့ရှိရင်လုပ်ရင်းနဲ့နားလည်သွားလိမ့်မယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ထပ် video မှာတွေ့တာပေါ့